ဒီနေ့မှာတော့လေကျွန်တော်တို့ရဲ့အလုံးနဲ့ပတ်သက်တဲ့တွေးခေါ်ကိုလုံးဝကိုပြောင်းပြန်လာပေးမဲ့အကြောင်းအရာတစ်ခုပြောပြချင်ပါတယ်။ရေပုံးဆွဲသလိုမျိုးအချိန်နဲ့ငွေကိုတိုက်ရိုက်လဲလှယ်နေတဲ့ပုံစံကနေကိုယ်တိုင်လုံးမလို့တဲ့အချိန်မှာတော့ဝင်ငွေကတူလိုလိုဆက်ပြီးစီးဝင်းနေမဲ့ပိုက်လိုင်းတွေဘယ်လိုတိဆောက်ကြမလဲဆိုတာကိုအတူတူကြည့်လိုက်ကြအောင်ဗျာ။ တခါလေကိုပြန်မေးကြည့်ဖူးကြလားငါအလုတ်ကနေတိုင်းပင်ရေပုံးဆွဲနေရတယ်လို့ပဲလားဆိုပြီးတော့လေနေတိုင်းအားကုန်တုံးအချင်းကုန်ခံပြီးအလုတ်လွတ်နေရလားကတကယ်ပဲရှစ်ဆက်သွားဟိုလမ်းမှန်တခုဟုတ်ရဲ့လားကဲဒီနေ့တော့အဲ့ဒီကြောင်းကိုနည်းနည်းလေးအတူတူစဉ်းစားကြည့်ကြတာပေါ့ကဲဒီယူဆကိုပို့ပြီးတော့နားလဲတော့အောင်ပုံမြင်လေးတစ်ပုတ်နဲ့စလိုက်ကြရအောင်လူနှစ်ယောက်ရဲ့ဇလန်းလေးတစ်ပုတ်ပေါ့သူတို့နှစ်ယောက်ရဲ့ကွာခြားချက်ကနေကျွန်တော်တို့ထင်ကန်းစာလေးအများကြီးရလိမ့်မယ်လို့ယုံကြည်ပါတယ်ဇလန်ကဒီလိုဗျာရေလျန်းရှားပါနေရရွာလေးတရွာမှာပေါ့လူနှစ်ယောက်ကတော့အခက်ခဲကြားကအခွင့်အရေးကိုလှမ်းမြင်လိုက်တယ်သူတို့ကတော့ ad နဲ့ပြီးလီပါပဲ ad ကတော့လေတကယ့်ကိုရိုးရိုးသားသားစူးစမ်းတဲ့သူပေါ့ရွာနဲ့တမိုင်လောက်ဝေးတဲ့ရေကိုင်းကနေရေပုံးနဲ့တဲတယ်သူတဲ့နေ့စဉ်အလောက်ကရှင်းရင်းလေးပဲမနဲ့မိုးလင်းတာနဲ့ရေပုံးဆွဲညမိုးချုပ်တဲ့ထိရေပုံးဆွဲဒါပဲဒီလိုနဲ့နေတိုင်းလိုလာတော့အဲ့တယောက်ပဲခံနိုင်တော့မလဲဗျာပခုံးဒီလဲနာခါးဒီလဲကြိုက်တခိုလုံးကိုနွမ်းနေလာရောအဲ့မှာသူတခုသဘောပေါက်သွားတယ်သူ့ရဲ့ဝင်ငွေကသူ့ရဲ့ခွန်အားပေါ်မှာဓာတ်ရိုက်မှုဒီနေတာကိုသူသာနားလိုက်ရဲ့ဝင်ငွေလဲရသွားမှာလေအဲ့ဒီအချိန်မှာပဲတစ်ဖက်မှာတော့ဘေလီကရွတ်တရက်ကြီးပျောက်သွားတော့အက်ကတော့ဟာကောင်းတာပေါ့ပြန်မဲ့တယောက်တော့ရော့သွားပြီဆိုပြီးပျော်နေခဲ့တာပေါ့ဗျာဒါပဲမင်းလာနေငယ်ကြာလို့ဘီလီပြန်ရလာတဲ့ခါမှာတော့ရွာရဲ့တမိုင်းကိုပြောင်းလဲပြီးမဲ့အရာတစ်ခုပါလာခဲ့တယ်။ तू ကအဖွဲတစ်ဖွဲနဲ့အတူရေခံကားနဲ့ရွာအထိပိုက်လိုင်းကြီးတစ်ခုကိုတိဆောက်ခဲ့တာဗျ။အဲ့ဒီနောက်မှာတော့ရွာသားတွေဟာဘုံပိုင်ခေါင်းလေးတစ်ချက်ဖွင့်လိုက်ရုံနဲ့ကြီးလင်းနေရေကိုအလွယ်တကူတုံးလို့ရသွားပြီလေ။ဒီမှာတင် F နဲ့ Billy ရဲ့ကွာရှာချက်ကရှင်းရှင်းလင်းလင်းပေါ်လာတာပဲ။တယောက်ကနေ့စဉ်လောကပေါ်မှာမိခိုနေတဲ့အချိန်မှာနောက်တစ်ယောက်ကတော့သူ့ကိုယ်စားအလုပ်လုပ်ပေးမဲ့စနစ်တစ်ခုကိုတိဆောက်ခဲ့တာပါပြောရရင်အက်ကရေရောင်းနေတာဘီလီကတော့ရေရောင်းတဲ့စနစ်ကိုတိဆောက်ခဲ့တာပေါ့ကဲဆိုတော့ဒီပုံမြင်လေးကကျွန်တော်တို့ဘာသင်ခန်းစာပေးလဲဒါကအလုပ်လုပ်ပုံနှမျိုးအကြောင်းလေးမဟုတ်တော့အဲ့ဒီနောက်ွယ်ကအတွေးခေါ် mindset ကွာခြားချက်ကိုဆက်ပြီးတော့တစ်ချက်ကြည့်လိုက်ကြအောင်ဒါကတကယ်ကိုအရေးကြီးတဲ့မိကွန်းတစ်ခုပါအော်ကိုပြန်မေးကြည့်ရမယ်မိကွန်းကိုသားပို့ပြီးအောင်မြင်လာခဲ့ရင်အချိန်ပိုရလာမှာလားဒါမှမဟုတ်အချိန်ပိုနဲသွားမလားဒီမေခွန်းရဲ့အဖြေကိုကရေပုံးဆွဲသမားလားဒါမှမဟုတ်ပိုက်လိုင်းတိဆောက်သူလားဆိုတာကိုကျွန်းပြနေတာပဲဗျာရေပုံးဆွဲတဲ့သူတွေရဲ့အတွေးခေါ်ကတော့ရှင်းလေးပဲအချိန်ပေးတယ်ပိုက်ဆံရတယ်အလို့မလုပ်ဘူးလားပိုက်ဆံမရဘူးဒီလောက်ပဲအောင်မြင်လေးအလို့များလေးကို့အတွက်အချိန်ပူနေလေးပဲပိုက်လိုင်းတိဆောက်သူတွေရဲ့အတွေးခေါ်ကတော့လုံးဝကိုပြောင်းပြန်ပဲအစာပိုင်းမှာအချိန်နဲ့လှုပ်အားကိုအများကြီးရင်းနှီးမြှုပ်နှံပြီးတော့တန်ဖိုးကိုအလိုလျောက်ထုတ်ပေးနိုင်မဲ့စနစ်တစ်ခုကိုဖန်တီးတာဒါချက်ချင်းလက်ငယ်အကျိုးမြတ်ကိုမကြည့်ပဲအနာဂတ်အတွက်ရင်းနှီးမြှုပ်နှံတဲ့အတွေးခေါ်မျိုးပေါ့ဘီလီလိုလေကဲဒီစရာလေးကိုတစ်ချက်ကြည့်ရအောင်အရန်စိတ်ဝင်စားဖို့ကောင်းတယ်ပထမဆုံးလိုအားကိုကြည့်လိုက်ရေပုံးဆွဲတဲ့အခါမှာလိုအားကအမြဲတမ်းလိုနေတယ်မနာမနေလို့ရတယ်ပိုက်လိုင်းမှာတော့အစပိုင်းမှာပဲပင်ပန်းတယ်ဒီဆောက်ပြီးသွားရင်တော့အေးဆေးပဲနောက်ဝင်ငွေကိုကြည့်ပြန်တော့လဲရေပုံးဆွဲတာကကို့မှာရှိတဲ့24နာရီနဲ့အကန့်အသတ်ရှိတယ်ပိုက်လိုင်းမှာတော့တိုးချက်လို့ရတယ်အကန့်အသတ်မရှိဘူးအရေးကြီးဆုံးကအချိန်ပဲဗျရေပုံးသမားကအောင်မြင်လေအချိန်မရှိလေဖြစ်ပြီးပိုက်လိုင်းသမားကတော့အောင်မြင်လေအချိန်ပိုရလေပဲဒါဆိုရင်ပိုက်လိုင်းတိဆောက်တာနာဒီလောက်ကောင်းမတိနေရတာနဲ့လူတိုင်းဘာလို့မလွတ်ကြတာလဲဗျအကြီးမလောက်စင်ခုံမှုကတော့ဘာအတိအဖွဲမှမမြင်ရသေးပဲမျိုးစိတွေချနေရတဲ့တိတ်ဆိတ်စွာတိဆောက်ခြင်းပါမယ်ဒီအချိန်ကလူများစုလက်မြောက်ရှုံးပေးသွားတဲ့အချိန်ပေါ့ဒီစကားကတကယ်ကိုမှမှန်တယ်ပိုင်လိုင်းတစ်ခုတိဆောက်တဲ့အခါမှာဘာမှမမြင်ရတဲ့ဘာရလက်မှမထွက်တဲ့ရေတစ်စက်မှမလာတွေ့တဲ့အချိန်ကာလတစ်ခုရှိတယ်ဒီအချိန်မှာကိုယ့်ရဲ့ယုံကြည်ချက်နဲ့ဆွဲကအစံတက်ခံရဆုံးအချိန်ပါပဲဒီဘာချက်ကိုကြည့်လိုက်တာလားလိမ္မော်ရောင်တိုင်အမင်းကြီးကကျွန်တော်တို့စိုက်ထုတ်လိုက်တဲ့အားထုတ်မှုပါသူ့ဘေးကအပြာရောင်တိုင်ပိုးလေးကတော့ချက်ချင်းပြန်ရတဲ့ရလက်အဲ့ဒီကြားကကွာဟချက်ကြီးကို pipeline cap လို့ခေါ်ပါတယ်ဒီကွာဟချက်ကိုမကြော်ဖြစ်နိုင်တဲ့သူတွေကပါမဝင်ခင်မှာပဲအရှုံးပေးသွားကြတာများတယ်ဒီနေ့ခေတ်နဲ့ဥမာပေးရင်ရှင်းလေး YouTube မှာဗီဒီယိုတစ်ခုတင်လိုက်တယ်ဘယ်သူမှမကြည့်ဘူးဒုတိယတစ်ခုတင်တယ်ဟောဘယ်သူမှမကြည့်ပြန်ဘူးတ
ဒါဟာပိုင်လိုင်းကနေရေတစ်ဆက်မှမကြလာတဲ့ဟင်မှာပိုက်တွေဆက်တက်နေရတယ်လို့ပါပဲအများစုကဒီနေရာမှာနေရက်လိုက်ကြတာများပါပဲ Okay ဒီလိုအခက်အခဲတွေရှိမှန်းတော့သိပြီဒါပေမဲ့အဲ့ဒါတွေအပြင်ကျွန်တော်တို့ကိုနောက်ပြန်ဆွဲထားတဲ့တခြားအရာတွေစင်ချေတွေရောမရှိဘူးလားရှိတာပေါ့အဲ့ဒါတွေကိုဘလို့ကြော်လွှမ်းမလဲဆိုတာကြည့်လိုက်ကြရအောင် ဒါကတကယ်ကိုအစွမ်းထက်တဲ့တွေ့ခုတခုပဲဗျအဲ့ဒါကိုတုံးဖို့အတွက်အဲ့ဒါကိုကြိုက်နေဖို့မလိုဘူးတဲ့ဆိုလိုတာကရီမန်းချက်ရောက်ဖို့အတွက်ကိုထုံးနေတဲ့နီလန်းကိုတဘောချနေစရာမလိုဘူးအထက်ကအလုတ်ဖြစ်ဖို့ပဲလေ ဥပမာဗျာစနစ်နာရီကြာလေးရင်စီးရတာဘယ်သူမှတပေါ်မကြဘူးပြောစရာမကောင်းဘူးဒါပေမဲ့9မိနစ်နေကြတဲ့ရေကူးရတာတဲ့တော့အများကြီးသားတယ်လေတခါလေကိုမကြိုက်တဲ့အရာကိုလုပ်ရတာကဘာမှမလုပ်ပဲပြိုင်ဘက်တင်နောက်မှာကြံခဲ့တာတဲ့အစ်စ်တရားမကပိုကောင်းပါရဲ့ ကျွန်တော်တို့ကိုတိုးတက်ခွင့်မပေးပဲချီတုတ်ထားတဲ့စင်ချီတွေကတော့အများကြီးပဲဥပမာနောက်9ပေါင်းတော့ကြာမှပဲလောက်တော့မယ်။အော်ငါစံပဲနဲ့ make-up ကအဆင်မပြေသေးဘူးလေ။ငါအင်္ဂလိပ်စာကမကောင်းသေးဘူး။ကင်မရာရှေ့မှာ9ပေါင်းစံကဘယ်လိုဖြစ်မလဲဆိုရင်လည်းဒီလိုပြည့်စုံသွားဆိုတဲ့အတွေ့အကြုံကပဲကျွန်တော်တို့ရဲ့အကြီးမားဆုံးရန်သူတွေပါပဲ။ ကဲနောက်ဆုံးအနေနဲ့ပေါ့နော်ကျွန်တော်တို့ကအားနည်းချက်လို့ထင်နေတဲ့အရာတွေကိုတကယ်တမ်းမှာကိုယ့်ရဲ့အကြီးမားဆုံးအားသာချက်အဖြစ်ဘယ်လိုပြောင်းလဲပြင်လဲဆိုတာကြည့်လိုက်အောင် ဒီစကားလေးကတကယ်ကိုအားလုံးအတွက်ပဲကိုယ့်ရဲ့အတန်ထွက်ကကိုယ့်ရဲ့အားသာချက်ပဲဒါကပဲငါအခုတခြားသူတွေနဲ့မတူပဲထူးခြားစေလေးရပဲတဲ့ဒါကြောင့်ကိုယ်မှရှိတဲ့အရာတွေကိုအားနည်းချက်လို့မမြင်ပါနဲ့ဒါတွေကပဲလူတွေကြားထဲမှာကိုယ့်ကိုမမိစင်မဲ့ကိုယ့်ရဲ့လက်မှတ်တစ်ခုဖြစ်လာနိုင်ပါတယ် ကဲဒီအကြောင်းအရာတွေအားလုံးကိုနားထောင်ပြီးသွားပြီဆိုတော့အဆုံးသတ်အနေနဲ့မိခွန်းတစ်ခုပဲမေးချင်ပါတယ်ဒီနေ့ကစပြီးကိုယ့်ရဲ့ဘဝအတွက်ဘယ်လိုပိုက်လိုက်မျိုးကိုစပြီးတိဆောက်သွားမလဲနောက်9နှစ်10နှစ်မှာကိုကရေပုံဆွဲသမားအဖြစ်ပဲကျန်နေခဲ့မလားဒါမှမဟုတ်ကိုပိုင်လိုက်နေအေးအေးဆေးဆေးနေနိုင်တဲ့သူဖြစ်ချင်လားရွေးချယ်မှုကတော့ကိုယ့်လက်ထဲမှာပဲရှိပါတယ်